ရှင်ဘုရားမှာကပိယရှိပါသလားဗျာကပိယကျွံတော်မူပါလုံခြုံရာအရက်ကိုလည်းချွန့်ပြတော်မူပါဗျာ ကျောင်းနောက်မှာကပိယမောင်မောင်ရှိတယ်သူ့စီမှာလုံကြုံတယ် ကပိယရေဒီမှာဥစဉ်အတွက်အဆက်ပစ္စည်းတသိန်းတန်လှူထားခဲ့မယ်နော်ဥစဉ်အတွက်လိုအပ်တာစီစဉ်ပေးလိုက်နော်အရှင်ဘုရားအတွက်အလှူရှင်တဦးကတသိန်းတန်အဆက်ပစ္စည်းလှူထားပါတယ်ဗျာလိုအပ်တဲ့အခါတသိန်းတန်မှဖြစ်ပေါ်လာသောအဆက်သောပစ္စည်းကိုအလှူခံတော်မူပါဗျာကပိယရေဥစဉ်စာတင်ဖို့စာအုပ်တွေလိုအပ်နေတယ်ဒီမှာကပိပေးရမယ့်စာအုပ်စာရင်စီစဉ်ပေးပါအောင်ရှင်ဘုရားလိုအပ်တာရှိရင်ပြောပါဗျာတပည့်တော်လှူပါမယ်ဥစဉ်ခရီးသွားဖို့ကားလက်မှတ်လိုနေပါတယ်စာတင်ဖို့စာအုပ်တွေလည်းလိုပါတယ်စီစဉ်ပေးပါမယ်ဖေကပိယညီဥစဉ်ဒီစာအုပ်လေးလိုချင်တယ်ကပိယဥစဉ်ဒီစာအုပ်လေးလိုချင်တယ်ဥစဉ်ကိုဒီစာအုပ်လေးဝယ်ပေးပါအရှင်ဘုရားလိုအပ်တာရှိရင်ပြောပါဗျာတပည့်တော်လှူပါမယ်ဥစဉ်ပတ်စံ2သိန်းလောက်လိုကတ်နေပါတယ်တကားတကာမတို့ဥစဉ်ကျောင်းစောက်နေပါတယ်စေတနာရှိသလောက်ဒါနကုသိုလ်ပါဝင်လို့ရပါတယ်ကျောင်းလူတာကုသိုလ်အများကြီးရတယ်နော်တကားတကာမတို့ဥစဉ်တို့ကျောင်းမှာဆွမ်းအခက်အခဲရှိနေလို့အလှခံပါတယ်ကျောင်းဆောက်ရန်အတွက်လည်းအလှခံပါတယ်ဗုဒ္ဓဘာသာဆိုရင်လှူပေးတင်ပါတယ်အရှင်ဘုရားအတွက်ဝတ္ထုငွေလှူခြင်းလို့ပါဗျာကောင်းတာပေါ့တကကြီးရဲ့သာဓုသာဓု Vinayo namassasana ayu anagate sasanam lajjirakisati lajjirakisati anagate sasanam lajjirakisati lajjirakisati